Varadata Wanana Namo Tata Bhagavato Arahato Sama Sambuddhassa Namo Tata Bhagavato Arahato Sama Sambuddhassa Namo Tata Bhagavato Arahato Sama Sambuddhassa Leya Tet Swaramya Ashikoja Sulamani Sedi Yami Diwe Diwe Na Puzidam Tatawaram Tambuddhata Wanda Madirata Daram Diwe Daga Ida Bazabedi Sashi Tinsha Namimyado Sanya Thani Davrina Nabyi Nai Devena Myasi Datong Alin Sauni Koyong Bawin Daja Nameni Sulamani Sedi Yami Alaundo Myabodi Dai Samya Geda Dishi Yahu Sulamani Mishi Twinko Myasedi Do Nai Puzitan Lemya Dubyo Puzo Kugwe Ado Tamudata Tisaleva Myadayago Paincha Viva Chigan Hoja Shino Myapyai Tatavaram Baleni Adu Seizilu Puibyudi Tesu Timbo Leya Atet Myasverogo Dirada Ukong Yerana Mya Ingapshin Adaran Yonji Ago Pado Dara Myanu Swadalen Wandama Ajayndi Walayu Lesumuga Shikho Javago I Ashimphaya Leya Outswero Mya Ashikojen Nagayndi Na Gahidwana Pawanami Tu Puzitam Tatavaram Tambuddhata Wanda Madirata Daram Nagayndi Na Seyate Na Amiyadi Teza Tambin Nagamindi Kahidwana Dara Jibyu Piyuge Piwe Pawanami Nadagadu Pyava Sosam Bombe Manai Tupuzitan Le Myatu Pyo Puzo Koweato Tambuddhata Tissa Leva Myadayago Paincha Viva Chigan Hoja Shino Myapyai Datavaram Baleni Adu Seizilu Puibyudi Tesu Timbo Leya Out Myasverogo Dirada Ukong Yerana Mya Ingapshin Adaran Yonji Ago Pado Dara Myanu Swadalen Wandama Ajayndi Walayu Lesumuga Shikho Javago I Ashimphaya Lewe Atet Swaromya Ashikojen Kandara Pure Zedi Yami Sanehi Totu Puzitam Datavaram Tambuddhata Wanamadhirata Daram Kandara Pure Sayesava Pomya Soni Kandara Daibi Nai Sedi Yami Tucha Tinde Yarana Chesi Myasedi Nai Sanehidra Jibyu Kandara Apidurodi Dautu Puzitan Kandara Daimwa Tucha Polwen Yahanda Te Sheni Chicken Lemya Pisong Adabin Lemya Dubyo Puzo Kowe Ado Tamudata Tissa Leva Myadayago
ပိုင်းခြားဝေဖန်အခြေခံဟောကြားရှင်တော်မြတ်ဖရာဤဒါထာဝရံပလဲနှင့်အတူစိတ်စစ်လိုဖွေးဖြူသည့်တဆုထင်ပေါ်လက်ဝဲအထက်မြတ်စွာတော်ကိုသီရသာဥခေါင်းယရဏမြတ်အင်္ဂါဖြင့်အာဒရံယုံကြည်အားကိုပွားတို့တရာမြတ်တို့စွာသာလင်ဟောနာမကျိန်းကျိန်းဝလယုလက်ဆုံးမိုးကရှိခိုးကြပါကုန်၏အရှင်ဖရာလက်ဝဲအောက်ဆွေတော်မြတ်အားရှိခိုးခြင်းကာလိင်္ဂရတ္ထေပုစိတဝါနလင်္ကာတိပေသူမာနိတံဒါထာဝရံသမ္ဗုဒ္ဓတဝနာမတိရတာဒရံကာလိင်္ဂရတ္ထေအိန္ဒိယအရှိတောင်ပိုင်းသမိုင်းအညီကာလိင်္ဂတိုင်းပြည်၌ပုစိတဝါနခေမမြေတွင်ယဟန္တာထေရှင်သည်ရှိခင်လေးမြတ်ပစ္ဆောင်အပ်သဖြင့်လေးမြတ်တူပြောပူဇော်ကြကုန်ပြီး၍လင်္ကာတိပေမြတ်ဤစိမ့်ဆိုကျွန်းသည်ဟို၌သူမာနိတံယဟန်ရှင်လူပြည်သူအများလေးစားကောရောပူဇော်မြတ်တို့အပ်သောသံဃာသာသစ္စာ၄ပါးမြတ်တရားကိုပိုင်းခြားဝေဖန်အခြေခံဟောကြားရှင်တော်မြတ်ဖရာဤဒါထာဝရံပလဲနှင့်အတူစိတ်စစ်လိုဖွေးဖြူသည်တဆုထင်ပေါ်လက်ဝဲအောက်မြတ်စွာတော်ကိုသီရသာဥခေါင်းယရဏမြတ်အင်္ဂါဖြင့်အာဒရံယုံကြည်အားကိုပွားတို့တရာမြတ်တို့စွာသာလင်ဘောနာမအကျဉ်းချင်းဝလယုလက်ဆုံးမိုးကရှိခိုးကြပါကုန်၏အရှင်ဖရာမြတ်စွာတော်တို့အားပူဇော်ခြင်းယတောဓာတာနိခမိန်တုဟတနေကထနေတရာဓာထာယောဓာသမ္ဗုဒ္ဓတမယံပုစေမသာဓုကံတရာရှင်တော်ဘုရားထင်ရှားသက်တော်ဖူးမြော်ရာထိုခါ၌ဟတနေရွှင်ကြည်နှလုံးပိတိဖုံးလျက်ပြုံးစရာကြုံအကြောင်းဆောင်ရာအခါသမယ၌၎င်းကထနေမဟာကရုဏာမြတ်ပညာဖြင့်သစ္စာတရားဟောကြားမိတ်မှာအခါသမယ၌၎င်းရတောပလဲနှင့်အတူစိတ်စစ်လိုဖွေးဖြူသည်လေးစုထင်ပေါ်အခြင်းမြတ်စွာတော်တို့မှဩရတာကိလသငွေတောင်နေအောင်ဆွဲဟတ်တဖြတ်ဖြတ်သို့တလျက်လျက်တူတွေးဖြူဖွေးသောရောင်ခြည်တော်တို့သည်နေခမိန်သူဖူးမြင်မဝအထူးပင်မြူးရွှင်ကထွက်ကြွတော်မူကြလေကုန်ပြီသမ္ဗုဒ္ဓသာသစ္စာ၄ပါးမြတ်တရားကိုပိုင်းခြားဝေဖန်အခြေခံဟောကြားရှင်တော်မြတ်ဖရာဤဧတာဒါထာယောပလဲနှင့်အတူစိတ်စစ်လိုဖွေးဖြူသည်လေးစုထင်ပေါ်ထူမြတ်စွာတော်တို့ကိုမယံယုံနာနှဖျားငါးခန္ဓာကိုသူငါမိခေါ်တပိတော်တို့သည်သာဓုကံကောင်းမွန်စွာပူဇေမစီမီရောင်လွှမ်းပန်းရချမ်းတို့ဖြင့်မျောမှန်းကုန်တော်ရှိခိုးပူဇော်ကြပါကုန်သည်အရှင်ဖရာ